ရှမသက်ခွန်ကြံခန်းကြီး1:23ကျမ်းစာလေးကိုဖတ်ချင်ပါတယ်ကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်တဲ့သူတိုင်းကိုဘုရားကိုမသိတဲ့သူတွေကိုဒီဘုရားစကားလေးကိုနှလုံးသွင်းမယ်ဆိုတဲ့စုံတစ်ခုရပါလိမ့်မယ်ဆိုတော့ဒီထက်မှာဗျာဒိတ်တော်အချက်မူကကြည့်ရှုလို့တို့သမီးကညာတွေပြိတ္တိဆွဲယူ၍တားယောက်ျားကိုပွားမြင်လက်တံထိုသားကိုအေမာနွေလအမိပြီးမှဲ့ရကြလက်တံကိုလာသည်အေမာနွေလအနက်ကငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်ကိုဆိုလိုသည်တဲ့ဒီကျမ်းစာကဘာကိုဆိုလိုတာလဲဘု து ကိုဆိုလိုတာလဲဆိုရင်ကျွန်တော်တို့ခရစ်စမတ်ကာလမှာကျွန်တော်ခရစ်စမတ်ပွဲကျင်းပတဲ့မွေးနေ့ရှင်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ကိုဆိုတာဖြစ်တယ်သခင်ယေရှုကဘု து လဲဆိုတာကိုဒီကျမ်းစာအားဖြင့်ကွန်းကွက်ဘုရားသခင်ကပြောပြနေပါတယ်ဒီကျမ်းစာရဲ့ကနဦးအစပေါ့နော်ကနဦးအစယေရှာယအခန်းကြီး9ထဲမှာရှိတယ်ယေရှာယအခန်းကြီး9အငယ်14ထဲမှာရှိတယ်အဲ့ဒီယေရှာယအခန်းကြီး9အငယ်14ကဘယ်ကာလနှစ်ကာလနဲ့ပြောမယ်ဆိုရင် BC 800စုအဲ BC 800နဲ့900ကြားမှာဘုရားသခင်ရဲ့ prophet ဖြစ်တဲ့ဟေရှာယကိုဘုရားသခင်ကအသက်ရှင်တဲ့ဘုရားသခင်ကကောင်းကင်ဘုံကနေဆင်းကြွလာပြီးတော့ prophet ဟေရှာယကိုမြင်ကွင်းတစ်ခုပြလိုက်တယ်ပြီးတဲ့အခါမှာစကားတစ်ခုပါလိုက်တယ်အဲ့ဒါကိုဗျာဒိတ်တော်လို့ခေါ်တယ် prophet ပြုချက်လို့ခေါ်တယ် AD 800စုမှာ prophet ပြုတဲ့ prophet ပြုချက်ကသခင်ယေရှုခရစ်တော်လူစားတိခံယူတဲ့အခါကျတော့ပြည့်စုံသွားတယ်ရမစင်နှစ်ပေါင်းသခင်ယေရှုနဲ့ဆိုရင်800ကျော်လောက်ကြာတယ်အဲ့ဒီခါကျမှဒီကျမ်းစာကပြည့်စုံတယ်သခင်ယေရှုကဘာတူလဲဆိုတာကိုမမွေးခင်ကလေးကဖော်ပြထားတယ်ဒီမှာဆိုတို့သမီးကညာကနေတားယောက်ျားမွေးလာလိုက်မယ်အဲ့ဒီသူကတာမန်လူမဟုတ်ဘူးအဲ့ဒီတားယောက်ျားကတဘာဝတရားအတိုင်းမွေးလာတယ်လို့မြင်ရပေမဲ့တဘာဝတရားအတိုင်းပရိသတ်တွေယူတာမဟုတ်ဘူးတဘာဝလွန်တဲ့ပရိသတ်တွေယူပြီးတော့မွေးဖွားလာတာဖြစ်တယ်လူစိုက်ကနေကြည့်မယ်ဆိုရင်မဖြစ်နိုင်တော့ရအဲ့ကြောင့်ကျမ်းစာကတော့ဒီတမန်ကျမ်းစာကမဖြစ်နိုင်တော့အရာတွေအများကြီးတွေ့ရတယ်ဘာဖြစ်လို့မဖြစ်နိုင်တယ်လဲဆိုရင်ဘုရားသခင်ဒီမဖြစ်နိုင်သောအရာတွေကိုဖြစ်စေတော်ဘုရားအေဒီ800ဝန်းကျင်မှာပေါ်ပြထားတဲ့အရာမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့အမှန်တကယ်ဖြစ်ပြလာတယ်ဖြစ်ပြခဲ့ပြီးပြီအဲ့ဒါကိုလည်းဒီနေ့ကာလလူကမဖြစ်နိုင်ဘူးလို့ထင်နေသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီမွေးဖွားလာတဲ့သခင်ယေရှုခရစ်တော်ကတာမန်လူသားမဟုတ်ပါဘူးတာမန်လူသားမဟုတ်ပါဘူးဆက်ပြောပါဦးမယ်ယေရှုခရစ်တော်ဒီတာမန်လူသားမဟုတ်ပါဘူးမေထုံတန်ဝါဒအဖြစ်မွေးလာတဲ့လူသားလည်းမဟုတ်ဘူးလူမျိုးစိတ်လူတုပ်ပိုးအဖြစ်မြောင်ပြောမယ်ဆိုရင်မွေးလာတဲ့သားလည်းမဟုတ်ပါဘူးအဲဆိုဘာအဖြစ်လဲလူကိုဖန်ဆင်းတဲ့ဘုရားသခင်ဒီနံဝိညာဉ်ဘုရားသခင်ဖြစ်တယ်နံဝိညာဉ်ဘုရားသခင်မှာ3ပါးရှိတယ်3ပါးမှာဘုရားသခင်လို့လည်းခေါ်တယ်နှုတ်ကပတ်တော်လို့လည်းခေါ်တယ်တန်ရှင်တော်ဝိညာဉ်တော်လို့ခေါ်တယ်ဘုရားသခင်ကိုခမဲတော်လို့ခေါ်တယ်နှုတ်ကပတ်တော်ကိုလည်းဘုရားသခင်လို့လည်းခေါ်ပါတယ်ဘုရားသခင်သူ့ရဲ့အရာတွေကတော့3ပါးလုံးကဘုရားသခင်ပဲဒါပေမဲ့အဲ့နှုတ်ကပတ်တော်ဒီလည်းဘုရားသခင်ဖြစ်တယ်ပြီးရင်ဝိညာဉ်တော်ဒီလည်းဘုရားသခင်ဖြစ်တယ်အဲ့ဒီ3ပါးတွေကနှုတ်ကပတ်တော်တည်ပြီးတော့ဘုရားသခင်ကလူစားတိအဖြစ်ကိုခံယူတယ်ဖန်ဆင်းတဲ့ဘုရားသခင်ကသူကိုယ်တိုင်လူသားအဖြစ်နဲ့ခံယူတယ်လို့ပြောရမယ်ဆိုတော့ဒါကြောင့်မလို့အဲ့ဒီလူစားတိဖြစ်နဲ့ခံယူထားတဲ့သားယောက်ျားယေရှုခရစ်တော်ကအေမာနွေလငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်လူသားအားလုံးအတွက်မွေးဖွားလာသောဘုရားသခင်ဖြစ်တယ်ဒီကျမ်းစာကဒီနေ့ရှုပ်ထွေးနေတဲ့ဒီလောကကြီးထဲမှာခရိယန်ထဲမှာတော့မှယေရှုသည်ဘုရားသခင်ဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမမြင်တဲ့ခရိယန်တွေအများကြီးပဲတကယ်ယေရှုကြွလာတဲ့အခါမှာလဲထိုအဖြစ်ပြက်နေစေနောက်လဲဖြစ်ပြက်အောင်ပါသူမမွေးဖွားခင်ကတည်းကသူဘလို့လူစားတိခံယူမလဲဆိုတာတိကျကျဖော်ပြတယ်ဖော်ပြတဲ့အတိုင်းပဲသူမွေးဖွားလာတယ်အေမာနွေလဘုရားသခင်မေထုံအဖြစ်မွေးလာတာမဟုတ်ဖန်ဆင်းတဲ့ဘုရားသခင်နံဝိညာဉ်ဘုရားသူကိုယ်တိုင်လူအဖြစ်ခံယူတယ်ဒါကြောင့်တခင်ယေရှုကသူမွေးဖွားလိုက်မှလူသားဒီအမြဲတမ်းဖော်ပြဖြစ်ပါတယ်တခင်ယေရှုတချို့ကမြင်တယ်တခင်ယေရှုသူ့ကိုယ်သူဘုရားလို့မဖော်ပြဘူးသူ့ကိုယ်သူမပြောဘူးသူကသူ့ကိုယ်သူဘုရားလို့ပြောဖို့အတွက်လောကထဲမှာကြွလာတာမဟုတ်ဘူးသူကဘုရားသခင်ဖြစ်ရတဲ့လူအဖြစ်ခံယူလူကိုကယ်ဖို့အတွက်ကြွလာတယ်သူကဘုရားသခင်ကဖြစ်ပြီးသားလူအဖြစ်ခံယူနေပေမဲ့လေတွေးသားဆောင်ယူနေပေမဲ့လေသူကဒီတွေးသားတန်ကြီးဆောင်ယူထားပေမဲ့သူရဲ့အတွင်းဝိညာဉ်ကသူကဖျားပဲတွေးသားတန်ကြီးကတော့ယာယီနေအိမ်ပေါ့ဗျာအိမ်ကြီးပေါ့အိမ်လူနေအိမ်ကြီးပေါ့အဲ့မဲ့သူကဖျားသခင်ဖြစ်တယ်လူသားလည်းဖြစ်တယ်ကျွန်တော်လည်းသူရှိတော့ဖျားသခင်ဖြစ်ပါတယ်ယေရှုခရစ်သည်ဖျားသခင်ဖြစ်တယ်လူစားတိကိုခံယူထားတဲ့ဖျားသခင်ဖြစ်တယ်လူကိုကယ်ဖို့အတွက်ဤလောကကြီးတွေကိုကြွလာခဲ့တယ်စိတ်နှလုံးဖြူစင်တဲ့သူကဖျားသခင်ကိုမြင်ရလိမ့်မယ်တခင်ယေရှု
ပြောထားတဲ့စကားရှိတယ်စိတ်နှလုံးဖြူစင်တာဘာတူလဲမိမိရဲ့အပြစ်ကိုမြင်ပြီးဘုရားသခင်ရှေ့မှာအပြစ်ကိုဝန်ခံပြီးအပြစ်သားဖြစ်တယ်ဆိုတာကိုဝန်ခံပြီးတော့ယေရှုခရစ်တော်ဘုရားရဲ့ကယ်တင်ခြင်းကိုလက်ခံရင်ယေရှုဟာဘုရားသခင်ဖြစ်တယ်ဆိုတာကိုဝိညာဉ်မျက်စိအလင်းအားဖြင့်ဖွင့်ပြခြင်းခံရပြီးတော့ရှင်းရှင်းလင်းလင်းသဘောပေါက်နားလည်မှာဖြစ်တယ်ယေရှုသည်တာမန်လူသားမဟုတ်ဘူးဘုရားအပြစ်ကနေလူစားတဲ့အပြစ်ကိုခံယူပြီးလူတွေကိုကယ်ဖို့ရန်ကြွလာတဲ့ဖန်ဆင်းရှင်ဘုရားသခင်ဖြစ်ပါတယ်